မင်္ဂလာပါကျွန်တော်နာမည်ကတော့ကျော်ကြီးမြင့်ဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့တွားရောက်လဲပတ်ခဲ့တာကတော့တောင်ကိုရီးယားနိုင်ငံဂယောင်ဂျူးမြို့မှာရှိတဲ့ရန်ထုံရွာဖြစ်ပါတယ်ရန်ထုံမာဦးလို့ခေါ်တဲ့ကိုရီးယားရှေးဟောင်းကျေးရွာတစ်ခုဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအစဆုံးကြည့်လိုက်မယ်ဆိုရင်တော့ဟိုးတစ်ချိန်ကကိုရီးယားရဲ့လူနေမှုဘဝကိုယ်တိုင်ရောက်သွားသလိုမြင်တွေ့ခံစားရမှာပဲဖြစ်ပါတယ်ကိုရီးယားနိုင်ငံရဲ့ခေတ်မီလှပတဲ့မြို့ပြရှုခင်းတွေကြားမှာနှစ်ပေါင်း900ကျော်သမိုင်းကြောင်းတွေကိုအေးအေးလူလူသက်ဝင်နေစေနေရာတစ်ခုရှိပါတယ်အဲ့ဒီနေရာကတော့တောင်ကိုရီးယားနိုင်ငံဂယောင်ဂျူးမြို့ရဲ့ဂုံဆောင် UNESCO ကမ္ဘာအမွေအနှစ်စာရင်းဝင်ရန်တုံးရွာပဲဖြစ်ပါတယ်အခုမြင်တွေ့ရတော့ရန်တုံးရွာရဲ့အဝင်လေးဖြစ်ပါတယ်တို့ရမုံနေရောင်းတဲ့ဆိုင်လေးဖြစ်ပါတယ်ရန်တုံးရွာဟာ14ရာစုနဲ့15ရာစုဂျိုဆောင်းခေတ်ပိုင်းကလေးကတည်ရှိခဲ့တာဖြစ်ပြီးကိုရီးယားမှာအကြီးဆုံးနဲ့သမိုင်းအစဉ်လာအရှိဆုံးမြို့ရိုးစုကျေးရွာတစ်ခုဖြစ်ပါတယ်ဝဲဆောင်းစွန်းနဲ့ယောဂန်ဤဆိုတဲ့မြို့ကြီးနှစ်ခုစုပေါင်းနေထိုင်ခဲ့ကြပြီးယခုထက်ထိသူတို့ရဲ့သားစဉ်မြေဆက်တွေဟာဒီရွာမှာပဲအစဉ်လာမပြတ်နေထိုင်ကြစေဖြစ်ပါတယ်ရွာထဲကိုလမ်းလျှောက်ဝင်လိုက်တာနဲ့ရှေ့ခက်ကလူနေမှုအဆင့်တန်းခွဲခြားပုံကိုပြည်သူကလက်ရာတွေကနေတဆင့်မြင်တွေ့နိုင်ပါတယ်တောင်ကုန်းအမြင်ပိုင်းမူးမတ်နဲ့ပညာရှိတွေနေထိုင်ခဲ့တဲ့ခန်းညာထဲဝါလာတဲ့အုတ်ကျွတ်မိုးအင်ကြီးတွေရှိပါတယ်တောင်အောက်ခြေပိုင်းမှာတော့တာမန်ရွာသားတွေနေထိုင်တဲ့ဝိုင်းဆက်ဆက်ကောက်ရိုးမိုးအိမ်တွေအဲ့ဒီကောက်ရိုးမိုးအိမ်တွေကအုတ်ကျွတ်မိုးအိမ်တွေကိုဝန်းရံထားပါတယ်ဒါဟာရွာရဲ့အကြီးအကဲတွေကနေရွာသားတွေကိုစောင့်ရှောက်တဲ့သဘောကိုလည်းဆောင်ပါတယ်ရန်ထုံးမာဦးကတော့အမြဲတမ်းလိုသည့်နိုင်ငံသားခီးသွဲတွေနဲ့လည်းပြည့်နေနေတာပဲဖြစ်ပါတယ်လွန်ခဲ့သောနှစ်ပေါင်း900ကျော်ကနိုင်ငံတိုင်းနေပေါ့ဗျာဒါတွေကတော့သူတို့ကြောက်တုံးနေနဲ့ရှော့နေပဲစီပြီးတော့အပေါ်ကကောက်ရိုးလေးတွေကိုရှက်ပြီးတော့မိုးထားပါတယ်ဒီရန်ထုံးမာဦးဟာဆိုရင်ဖြင့်ပြတဲ့တစ်ခုလို့တိုက်ရနေပေမဲ့လူတွေတကယ်နေထိုင်တဲ့အင်ဂျီတွေဖြစ်တာဖြစ်လို့အိမ်ထဲဝင်တဲ့အခါမှာခွင့်ပြုချက်တောင်းဖို့လိုအပ်ပါတယ်။စူညံစွာစကားပြောခြင်းကိုရှောင်ကျဉ်ပြီးရိုးရာယဉ်ကျေးမှုကိုလေးစားပြသပေးဖို့လိုအပ်ပါတယ်။တောင်ကိုရီးယားနိုင်ငံကအလွန်အေးတဲ့ရာသီဥတုရှိတာကြောင့်ဟိုးအရင်ခေတ်ကလေးကဒီအိမ်ရဲ့အောက်မှာထင်းမီးတွေနဲ့အပူပေးစနစ်တွေကိုတိစောက်ထားတာပဲဖြစ်ပါတယ်ရွာရဲ့အလယ်မှာတော့
ရေမြောင်းရှိပြီးတော့တစ်ဖက်တစ်ဆက်တောင်ကုန်းတွေပေါ်မှာအိမ်လေးတွေကိုစောက်ထားတာဖြစ်ပါတယ်အကယ်၍ကျွန်တော်မိတ်ဆွေများလဲတောင်ကိုရီးယားနိုင်ငံကြောင်ကျူးမြို့ကိုရောက်ရှိတယ်ဆိုရင်တော့အခုရန်ထုံးမာဦးတို့မြင်ရတဲ့ရှေးအောင်ရွာလေးကိုတစ်ခေါက်တော့ရောက်သွားကြည့်ဖို့တိုက်တွန်းမရစေမလွတ်တမ်းတော့ရောက်ကြည့်ရှုရမယ်အိမ်ကတော့စောဘတ်ဒန်လို့ခေါ်တဲ့ရွာရဲ့အသက်အကြီးဆုံးအင်ကြီးဖြစ်ပြီးအင်းရဲ့ရှေ့မှာရှိတဲ့နှစ်ပေါင်း600နီးပါးတက်တန်းရှိထင်းရှုပင်ကြီးကဒီရွာရဲ့သမိုင်းသက်သေပါပဲခုရောက်ရှိနေတဲ့အိမ်ကတော့စောဘတ်ဒန်ရွာရဲ့အသက်ကြီးဆုံးအင်ကြီးဖြစ်ပါတယ်ခုမြင်တွေ့ရတဲ့သစ်ပင်ကြီးကတော့နှစ်ပေါင်း600ကျော်ရှိပါပြီမူချွန်ဒန်ပညာရှိတွေစုဝေးရာနေရာဖြစ်ပြီးကိုရီးယားရိုးရာအိမ်ကန်းဖွဲ့စည်းပုံနဲ့တစ်သားလက်ရာတွေကတကယ့်ကိုအနုစိတ်လာပါတယ်တောင်ကုန်းလေးတွေပေါ်ကနေခဏလောက်လမ်းလျှောက်ကြည့်ရင်အုတ်ကျွတ်မိုးအိမ်နဲ့ကောက်ရိုးမိုးအိမ်ပေါင်းများစွာတောင်တန်းတွေကြားမှာအကြီးကားတစ်ချက်လိုတန်းစီနေတာကိုမြင်တွေ့ရမှာပါရန်ကုန်ရွာဟာဓာတ်ပုံရယုံတက်နေရာမဟုတ်ပါဘူးကိုရီးယားလူမျိုးတွေရဲ့ရိုးရာယဉ်ကျေးမှုနဲ့သဘာဝတရားပေါ်မှာထားရှိတဲ့အမြင်တွေကိုလေ့လာနိုင်တဲ့အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်